ဒီတစ်ခါတချင်းလေးကတော့ဒါသူတို့ဟိုးငယ်စဉ်တောင်ကြီးကလေးဘွားတွေကအရန်ကြိုက်ရတဲ့တချင်းလေးနားရည်တော်တော်ဝါပြီကတချင်းလေးဖြစ်ပါတယ်ဆိုတော့ဒီတချင်းလေးကိုပြီးအတက်နိုင်ဆုံးစူးစမ်းပြီးဆိုထားပါတယ်ငါစပါ